သူတော်ဘာကိုစိတ်ပင်ပန်းအောင်လှုပ်ဆောင်နေပြီဆိုကြတဲ့အရင်ဆုံးဆင်းရဲမှာဘာလို့လဲကိုပဲဒါပေမဲ့ကိုစိတ်ချမ်းသာတဲ့လူဖြစ်ချင်ရင်သူတော်ဘာကိုစိတ်လည်းမဆင်းရဲစေနဲ့ကိုလည်းမဆင်းရဲစေနဲ့ဘာလို့ဆုံးမတော့ဘုသူမင်္ဂလာတရားလားမဟုတ်ပါဘူးဦးဇင်းတို့မခံယူရဲပါဘူးเนาะအခုချိန်ထိဦးဇင်းတို့အနှစ်20ရှိပြီဥဒုမင်္ဂလာတရားဟောနေတာဥဒုမင်္ဂလာတရားတပုတ်မှမပါပါဘူးရှင်းသလားဒါဘယ်လိုဆုံးမနေလဲဒါပြန်လိုက်နာဖို့သိမသိလာပြီသူတော်ကောင်းမှရင်ဘယ်သူကမှမဆွဆွဲပါနဲ့ဘယ်သူကမှလည်းမကဲရပါနဲ့ငါဆင်းရဲနေတာသူ့ကြောင့်လို့ပြောစရာမလိုပါဘူးငါတို့ကိုယုံမှနေတာသူတို့လို့ကဲ့ရဲ့စရာလဲမလို့ပါအကြောင်းရှိလို့အကြောင်းကောင်းရင်အကြောင်းမရှိရင်ဘယ်သူမပြုကိုကကောင်းတဲ့အကြောင်းလုပ်ခဲ့ရင်ကောင်းတဲ့အကျိုးလာမှာဖြစ်တဲ့အတွက်ဘယ်သူမှဆွဆွဲစရာဘယ်သူကိုမှကဲ့ရဲ့ပုတ်ခတ်စရာဒါကြောင့်ဘုရားရဲ့တပည့်သားတာဝကခေါင်းမှန်ရင်မဆွဆွဲနဲ့မကဲ့ရဲ့နဲ့